ဒီနေ့ Junction Square Promotion Area မှာကျင်းပနေတဲ့ MG ရဲ့ July Exclusive Offer ပွဲမှာနေ့စဉ်ဘဝကိုပုံမစမတ်ကြစေပြီးတော့ခင်မီနည်းပညာတွေပါဝင်တဲ့ The All New MG S5 Luxury Lounge EVဒီကားရဲ့ battery capacity က64 kWh ရှိပြီးတော့ driving range အနေနဲ့ဆိုလို့ရှိရင်480 km WLTP နဲ့ဖော်ပြပေးထားတယ်။ motor power ကတော့190 kW ရှိပါတယ်။ကိုယ့်ရဲ့နေ့စဉ်ဘဝကိုပုံမ smart ကြစေပြီးတော့ခင်မီနည်းပညာတွေပါဝင်တဲ့ The All New MG S5 Luxury Lounge EV ကိုဒီနေ့ July လ24ရက်ကနေ26ရက်နေ့ထိ Junction Square Indoor Promotion Area မှာကျင်းပနေတဲ့ MG ရဲ့ July Exclusive Offer ပွဲမှာလာရောက်လေ့လာဝယ်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်